အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ညီမကမြောက်ရီကိုရောက်နေရပေါ့နော်မြောက်ရီမှာညီမတို့ Plastic ကနေပြီးတော့တက်ဆင်ထားတဲ့300 kW site တစ်ခုကိုလာပြီးတော့ကြည်ရတက်ဆင်ထားတာကတော့ဒီညီမတို့ Plastic ကဒီ partner လည်းဖြစ်တယ်ဒီ data လည်းဖြစ်တယ်ပေါ့နော်ဒီ reseller လည်းဖြစ်တယ်ရှင်းခန့် electronic ကနေပြီးတော့တာဝန်ပြီးတက်ဆင်ပေးထားတာဆိုတော့တက်ဆင်ထားတာကတော့300 kW အပြင်ကိုမှာ solar လည်းအများကြီးတက်ထားတယ်လို့သိရတယ်ပြောကြတော့သူတို့ခေါ်ရဲပေါ့နော်ဒီ KTV win တစ်ခုလုံးကြီးကိုလည်း Plastic ရဲ့ဒီ300 kW နဲ့ပဲမနက်ကနေပြီးတော့ညထိ3နေရလို့လည်းသိရတယ်ဆိုတော့ညီမနဲ့အတူတူအဆိုင်ကိုသွားပြီးတော့လဲကြည့်ကြမယ်သွားရောက်ပြီးတော့ကြည့်ကြမယ်ရှင်ဟုတ်မင်္ဂလာပါရှင်မင်္ဂလာပါညီမလေးဟုတ်ကိုကလည်းဒီရှင်းကားကနေပြောပေါ့နော်ညီမတို့ Plastic နဲ့ဒီ300 kW site ကြီးဆင်ထားရလို့ကြည့်လို့လေကိုညီမကိုလိုက်ပြပြလို့ရလားရတယ်ညီမလေးသွားမယ်သွားမယ်လေကိုဟုတ်ဒါဆက်လိုက်လေညီမတို့ဒီရှင်းခန်းကနေပြီးတော့ဒီ Plastic တွေဟုတ်ကိုတင်ရောက်နေကြပြီလားကြာပြီတော့ဟုတ်ပြီကြာပြီဆင်ထားတဲ့ site တွေကိုတော်များနေတော်များတယ်ဗော site တွေရတယ်တော်များတယ် site တွေတယ်ဟုတ်ပါဘောဒီတော့ညီမတို့ကလေဒီ high voltage ကိုပေါ့နော် highlight လုပ်နေရဆိုတော့လေ high voltage site တွေရောမြောက်ပြီမှာဆက်လောက်ရှိပြီပေါ့ Plastic TV ဆိုတော့အဲ့300 kW site ရော site ကြီးသူ site ရှိတယ်ဟာတခြား site ရှိသေးတာတခြား site ကတော့50 kW တွေတော့ရှိတယ်50 kW တော့တောက်ရီတန်းစက်ရုံလို့ပါဆို50 kW တွေပါလေသူတို့သုံးတယ်သူတို့ site သူတို့အဲ့ရသုံးတယ်အဲ့ site ရှိရောင်းရလားကိုဒီ flash ကြီးကဘယ်ရောင်းကောင်းပါတယ်အဆင်ပြေတယ်ရောင်းကောင်းတယ်အဓိကကျတော့ဒီမျိုးကကျတော့ကိုလုံးဝဆိုဆိုလာပဲအဓိကလားဆိုလာအဓိကပေါ့ဆိုလာအားပဲအဓိကသုံးနေရတဲ့အားပေါ့လက်ချင်ပြမရှိအောင်မရှိတာလက်ချင်ပြအဲ့လိုကြောင့်မဟုတ်တာဘာရဖန်ရှင်တစ်တိကိုကြီးထူပါဟုတ်ကဲ့မင်္ဂလာပါမင်္ဂလာပါဟောနော်ဒီမှာကကို300 kWကဒီမှာကိုကဒီ site မှာဆင်လာတာအဲ့ဒါဆိုတော့ဒီကလုပ်ငန်းသုံးတဲ့ဟာတွေတဲ့ပြည်ကျင်တဲ့ဟာတွေညီမဒီပြလို့ရတယ်ဝေဆုံးကအားလုံးညီမတို့ပြန်ရှင်းပြမယ်အားလုံးပြောပြမယ်အဲ့ဆို live ပြပေးလို့ရလားရှင်ရပါတယ်ဒီဥစ္စာဒါတော့ဆို inverter battery ထားတဲ့အခန်းဟုတ်တယ်ဟုတ်အခန်းနဲ့တက်ထားတာနော်ဟုတ်တယ်ဒီတန်လေးထားတာဟုတ် installation လုပ်တော့ကကြာအဲ့လို battery ကတမျိုးကဟိုပါပေါ့12စင်ဆိုတော့ဟို inverter တစ်လုံးကို battery နှလုံးလုံးနဲ့အငယ်သုံးထားတာပေါ့ inverter တစ်လုံး battery နှလုံးလုံးဟုတ်တယ်နှစ်တွဲနဲ့သုံးထားတာပေါ့တွဲကို12လုံး12တွဲအသုံးပြုထားတာဟုတ်ကဲ့ကြည့်လို့ရလားငယ်ကြည့်လို့ရပါတယ်ဒါကဒီ Empire မှာတုံးထားတဲ့စက္ကန့်တွေကပေါ့နော် inverter တွေကတော့နေရာမှာ inverter တွေ6လုံးနဲ့နေရာမှာကတ်ထားတယ် battery ကကြတော့ဒီ inverter တစ်လုံး battery parallel နဲ့ဆိုလို့ရှိရင်2စင်ဆိုကြတော့မျိုး4စင်ကိုတစ်ဖြတ်နှုံနဲ့ဆိုတော့3စင်ဆောက်ထားတာအခန်းနဲ့တက်ထားဟုတ်တယ်ဒီနေ့ဆိုလို့ရှိရင်မြောက်ရီမှာနည်းနည်းနေသိမ့်မပွန်ဘူးပေါ့နော်မိုးနည်းနည်းအုပ်နေလို့ပြောရမလားတိမ်ထူတယ်လို့ပြောရမလားမသိဘူးအဲ့ဒါတောင်မှဒီလောလောဆယ်ဆိုလာဝက်ကဒီဆိုလာ682ချက်မှာဆိုလို့ရှိရင်တော့ကီလိုဝက်15ကီလိုဝက်ဆိုကြဝက်15ကီလိုဝက်လောက်ကဒီဆိုလာကနေပြီးဝင်နေရဆိုကြတော့ battery တွေမှာဒီနေကင်း17ခွဲဆိုင်လောက်တောင်မှ battery ဒီ12စင်လုံးမှာဆိုလို့ရှိရင်အားဝင်နေတာ60ကျော်လောက်ဖြစ်နေပြီဆိုတော့နောက်ထပ်2နာရီလောက်ဆိုလို့ရှိရင်တော့အပြေးတော့မယ်ပေါ့နော်အဲ့ဒါတောင်မှဒီဆိုလာကနေပြီးတော့ကျတော့တိုက်ရိုက်3နေတဲ့လုပ်တွေရှိသေးတယ်သူကနေပူလို့ချင်းဆိုလာအဝင်ဟာ40ကျော်50အထိဝင်တာနေပူနေလို့ရှိရင်နေပူနေ50အထိဝင်တာ50ကီလိုဝတ်ထိအဝင်ရှိတယ်အဲ့ဒါဆိုလို့ရှိရင်ဒီမိုးအုံနဲ့ရက်မဟုတ်ဘဲနဲ့ပုံမှန်နေတာနေတဲ့ရက်တွေဆိုလို့ရှိရင်ဘယ်နှနာရီလောက်ဆိုလို့ရှိရင်ပြည့်သွားတော့မနေ့9နာရီနေစ3ရင်ပြည့်ရင်တော့17နာရီခွဲဆိုရင်တော့ကျင်းနေပြည့်ပါပြီအုံပြည့်သွားတာပြည့်သွားပြီ100ရာခိုင်နှုန်းပဲပေါ့နော်အဲ့ကြလို့ရှိရင်နေခင်းပိုင်းနေဆိုဝတ်တွေကပိုရှန်ဟုတ်တယ်စိတ်ကြိုက်တယ်သုံးလို့ရတယ်အဲ့ပေါ့နေဘက်စီပွားရေးတစ်ခုထပ်ပြီးတော့လုပ်ရင်လည်းအဆင်ပြေသေးတာပေါ့ဟုတ်ညဘက်ကျတော့အကယ်ဒီကိုရှင်းခန်းကဘယ်နှနာရီလောက်ထိသုံးလို့ရတယ်ပြောသူကမနက်8နာရီနဲ့ည10နာရီထိ
တာဝန်ယူထားတယ် ဟုတ် ဟောသူအခုဆိုမနေ့9နာရီ3တယ်ညဆို17ထိတော့ခံတယ်နော်တခါတလေပေါ့ အော်ဟုတ်ကဲ့ဟုတ်ဟိုအခန်း သုံးနဲ့ဆွဲတဲ့သုံးဆွဲမှုပေါ်မှာမူတည်ပြီးတော့အနေအများတော့ကွာသွားတော့ပါသူပြောတာသူတာဝန်ယူတဲ့ထိတော့ခံပါလေ အေးစေးလေသုံးလို့ရတော့ ဟုတ်တယ်စိတ်လေးသုံးရ ဟုတ်ဒီ empire ဝင်ကြီးတစ်ခုလုံးပေါ့ဒီစက်ခန်းတစ်ခုရနေပြီးတော့လောလောဆယ်တော့ထိန်းထားရပေါ့အဲ့ဒါရဲ့ဒီမီဇက်တွေလောလောဆယ်မီဇက်တွေကညဖက်အဲ့လိုမျိုး17ဝင်းကျင်နဲ့17နောက်ပိုင်းလောက်မှာပဲသုံးတော့တယ်ကျန်တဲ့အချိန်မှာတော့ဒီတော့မှတိုက်ရိုက်ဆိုတာနဲ့ပဲအားလုံး run နေတာ အကဲမင်္ဂလာပါရှင် မင်္ဂလာပါ ဟုတ်ကဲ့အကဲဟုတ်ဒီ empire တစ်ခုလုံးပေါ့နော်အကဲဒီ solar နဲ့ inverter battery တက်ဆင်ထားတာလေအကဲဘလိုမျိုးလေးရည်ရွယ်ချက်လေးနဲ့တက်ဆင်ပြသွားတာလည်းမသိဘူးရှင်ဟုတ် မြဝတီကပထမပိုင်းကတော့စီသွားလာမှုလမ်းကြောင်းကဆက်စီသွားလာမှုလမ်းကြောင်းကကောင်းနေတဲ့အတွက်စီစေးသိမ့်မကြည့်ဘူးနောက်ပိုင်းဆက်စီကအခက်အခဲဖြစ်လာတဲ့အခါကျတော့ဘယ်နည်းကိုသုံးမလဲဆိုပြီးတော့စဉ်းစားပြီးတော့ဆိုလာတက်ဆင်ဖြစ်တာပါ အော်ဟုတ်ကဲ့အကဲလောလောဆယ်ပေါ့နော်တက်ဆင်ထားတာကြာအကဲဒီ solar အချက်ကြီးဘယ်လောက်လဲမသိဘူးဟုတ် ဆိုလာ990 682ချက်လက်ရှိတက်ဆင်ထားပါတယ် အော်ဟုတ်ကဲ့သူတို့တည်ထားတာဒီ300 kW ပေါ့နော်အကဲ300 kW နဲ့ solar 682ချက်ပေါ့အကဲအဲ့ဒါတွေကိုပေါ့နော်သုံးပြီးတော့လောလောဆယ်အကဲဒီဘာတွေသုံးနေရလဲမသိဘူးရှင့်ဟုတ်ပစ္စည်းတွေက လောလောဆယ်ဆိုရင် empire နာမည်နဲ့လောက်ထားတာအပေါင်းဆိုင်ရှိတယ် KTV ရှိတယ်စပါးရှိတယ်စားတောက်ဆိုင်ရှိတယ်အဲ့ဒီမှာဆိုလာမီအသုံးပြုထားပါ အော်ဟုတ်ကဲ့ဒီ aircon တွေရောဒီအခန်းတွေရောသုံးလို့ရတာပေါ့ aircon အလုံး130ကျော်လက်ရှိအသုံးပြုနေတယ် ဒီ 5D အခန်းတွေကလည်းအကဲနေခင်းဘက်မှာဆိုလို့ရှိရင် solar နဲ့ပဲတိုက်ရိုက်သုံးနေရလား မနက်9နာရီလောက်ကနေစပြီးတော့ည7နာရီလောက်ထိကိုဆိုလာမီနဲ့အသုံးပြုတာ အော်ဟုတ်ကဲ့ရှင်အကဲဟုတ်အကဲသုံးရတာကောအဆင်ပြေလားရှင်ဟုတ်ဒီ solar နဲ့သုံးတာကလေ အဲ့ပေါ့အဲ့ဒီဆိုလာကို14ရက်4လ2025နေပြီးတော့အခုချိန်ထိ24ရက်9လ2025ထိသုံးထားတာအခုချိန်ထိတော့ဘာပြဿနာတစ်စုံတရာမှမရှိသေးပါဘူး အော်ဟုတ်ကဲ့အကဲပေါ့နော်ဒီတပည့်တို့ brand ကိုပေါ့နော်ဘယ်လိုဖြစ်ပြီးတော့ရွေးချယ်ဖြစ်သွားတာလဲအကဲဟုတ် ဘလို့ဒီ brand ကိုဘလို့ရွေးချယ်ဖြစ်တယ်ဆိုတာကတော့စတက်တုံးကတော့ဘာတက်မယ်လဲမသိဘူး ဟုတ် မြဝတီမြို့မှာရှိတဲ့ရှင်ခန့်လက်စစ်ပစ္စည်းအယောင်းဆိုင်နဲ့ဆိုလာတက်ဆင်ရေးလုပ်တဲ့သူကရင်းနှီးမှုရှိတယ်ရင်းနှီးမှုရှိတဲ့အခါကျတော့သူနဲ့ဆက်သွယ်ပြီးတော့တက်ဖြစ်သွားတာပါ အော်ဟုတ်ကဲ့ရှင်တက်ဆင်တော့လည်းဒီရှင်းခန့်လက်စစ်ပစ္စည်းဆိုင်ရပဲတက်ဆင်ပေးထားတာအကုန်လုံးပေါ့ ဟုတ်ပါတယ်ရှင်ခန့်လက်စစ်ပစ္စည်းဆိုင်ကနေပြီးတော့ဒီတစ်ဆိုင်လုံးအတွက်ဆက်စအရရငွေကြီးရောတာဝန်ယူပြီးတော့သူပဲတက်ဆင်ပေးထားပါတယ် အော်ဟုတ်ကဲ့ရှင်အဲ့ဒါဆိုလို့ရှင်ပေါ့နော်ဒီအဲ့ဒါဆိုရှင်းခန်းကပဲပေါ့နော်ဒီရှင်းခန်းကနေပြီးတော့ကြတော့ဒီ inverter battery တွေ solar တွေတက်ဆင်ထားတဲ့အပေါ်မှာရောဒီ after sales service နဲ့ဒီ running ဘက်ကိုအကဲတွေစိတ်တိုင်းကြလားမသိဘူးရှင်ဘာတွေများလိုအပ်သေးရလို့ထင်လဲရှင် ရှင်ခန့်ကတော့စတက်တဲ့ကသူပြောတယ်2နှစ်အမကန်ပေါ့ granny ပေးထားတယ်ပြောတယ်2နှစ်အတွင်းပြတ်တဲ့ဟာကိုသူအသစ်လုပ်ပေးမယ်ပြောတယ်နောက်ပိုင်းကတော့ service ရှိတာပေါ့နော် ဟုတ်ကဲ့ရှင် အခုချိန်ကြီးတော့ဘာမှတစုံတရာပျက်စီးမှုမရှိသေးဘူး အော်ဟုတ်ကဲ့ရှင်ဟုတ်ဒီဘက်ဒီ flash ဘက်ကနေရောဒီinstallation လုပ်တော့ကတော့ပေါ့နော်ဒီတို့ flash က technician လေးရောလာတယ်လို့ပြောတယ်အကဲအဲ့တော့ရောသူတို့ဘက်ကနေပြီးတော့ကြတော့မျိုးကူညီပေးသွားတာလေးရှိတာအကဲစိတ်တိုင်းရောကြလားရှင့် သူတို့ဘက်ကကုညီဝေးသွားတာရှိပါတယ်စိတ်တိုင်းကြပါတယ်ဘယ်လိုကုညီသွားလဲဆိုတော့ကုမ္ပဏီကနေပြီးတော့မတက်ဆင်ခင်တစ်လကြော်လောက်တည်းကဒီမှာလာတဲပြီးတော့နေ့စဉ်နေ့တိုင်းညစဉ်ညတိုင်းမှာဒီ empire ဝင်းရဲ့မီးသုံးတဲ့ MBR ကိုတိုင်းတယ် unit တွေကိုတိုင်းတယ်လိုအပ်တာကိုသူတို့လိုက်ကြည့်သွားတယ်ပြီးသွားမှတစ်လကြော်လောက်မှစပြီးတော့တက်ဆင်တာပါ အော်ဟုတ်ကဲ့ရှင်အကဲဟုတ်အဲ့ဒါလောလောဆယ်မှာတော့ဒီတက်ဆင်ခဲ့တဲ့9လကျော်သွားပြီပေါ့နော်တို့တက်လို့ရှိရင်9လလောက်မှာအကဲအကုန်လုံးအဆက်ဆက်ရအဆင်ပြေရပေါ့ အ
အခုချိန်ကြီးတော့ဘာတစ်ခုမှ မရှိ အပြည့်အနာစာမရှိသေးဘူးလို့ပြောရမှာပေါ့ အာဟုတ်ကဲ့အဲ့ဒါဆိုလို့ရှိရင်ဒီမတက်စင်ခင်တော့တပည့်တို့ဒီစီ3နေတော့အောင်ဘယ်လောက်ကုန်လဲမိဆက်ကဘယ်လောက်ကီလိုဝက်တုံးထားလဲတပည့်တို့တွေ့ရတော့အကြီးပဲ မတက်စင်ခင်ကမိဆက်ကဒီမှာမိဆက်က660 kVA ရှိတယ်100 kVA ရှိတယ်150 kVA ရယ်220 kVA နဲ့300 kVA ဆိုပြီးတော့ အများကြီးပဲ 5လုံးအသုံးပြုထားတာ အဲ့တော့ကကြတော့စီဘိုးတွေအရန်ကုန်ထဲမယ်နဲ့တူတယ် ဒီပေါ့နေရောညရောဆိုရင်တော့တရက်ကိုစီ2ပေပါနီးပါးလောက်အသုံးပြုပြီးတော့လုပ်ငန်းလည်ပတ်နေတာပေါ့ ဟုတ်ကဲ့ပါဟုတ်အဲ့ဆိုလောလောဆယ်တော့ဒီဆိုလာနဲ့လည်းအကုန်လုံးအဆင်ပြေနေတယ်ပေါ့နော်ဟုတ်မီဇက်ကတော့နှိုးရသေးတာကဲ မီးစက်ကတော့မိုးရွာတို့အခါတို့နေမပူတဲ့အခါတို့ ਨੇ ဒီမီးစက်ဆိုလာည7နာရီ12နာရီထိပဲခံတော့အဲ့ဒီ7နောက်ပိုင်းကနေပြီးတော့မနေ့6နာရီခွဲ9နာရီထိကိုမီးစက်အသုံးပြုထားပါတယ် ဟုတ်ကဲ့ပါဟုတ်အဲ့ဆိုလို့ရှိရင်လောလောဆယ်တဝဲလောကဒီဆိုလာရဲ့မီဇက်ရဲ့ inverter battery နဲ့ပဲပေါ့ ဟုတ်ပါတယ် ဟုတ်ကဲ့ပါရှင်ဟုတ်အခုလိုမျိုးလေးသိချင်တာလေးတွေအကုန်လုံးသိချာလေးဖြည့်ကြပြီးရတော့ကျေးဇူးအများကြီးတင်ပါတယ် ကျေးဇူးတင်ပါတယ်အားလုံး ဟုတ်ကဲ့ပါရှင်ဟုတ်ရှင်ကလက်ထောနဲ့ဟာဆိုရင်တော့မြောက်ရီမြို့သားမကပဲနဲ့ကရင်ပြည်နယ်နဲ့တခြားမြို့တွေကိုလည်းညီမတို့ Plastic Solar မြန်မာရဲ့ product တွေကို brand အနေနဲ့စားပစ်ပိုင်စိတ်ချရစွာနဲ့နေရာအနှံ့ပြားကိုလိုက်လံပြီးတော့ပို့ဆောင်ပြီးတော့ installation တက်ဆင်ပေးနေရပဲဖြစ်ပါတယ်ရှင်ဒီကြီးမင်းတို့အနေနဲ့လည်းမြောက်ရီမြို့မှာပဲဖြစ်ဖြစ်ကရင်ပြည်နယ်မှာပဲဖြစ်ဖြစ် Plastic product နဲ့ပတ်သက်ပြီးတော့လောတိုင်းရှိခဲ့လို့ရှိရင်ရှစ်ခက် electronic ကိုဆက်သွယ်လို့ရပါတယ်ရှင်ဒီကြီးမင်းတို့အတွက် service နဲ့ warranty ကိုလည်းကုမ္ပဏီအတိုင်းပဲပုံစံနဲ့ပေးနေရဖြစ်တဲ့အတွက်ကြောင့်မို့လို့စိတ်ချယုံကြည်စွာနဲ့ဝယ်ယူအားပေးလို့ရပါတယ်ရှင်။ညီမတို့ Plastic Solar မြန်မာဟာဆိုလို့ရှိရင်လည်း showroom ကြီးခုနှစ်တာမကပဲနဲ့တခြားရဲဝေးအခြားမှာရှိနေတဲ့ customer လူကြီးမင်းတွေနဲ့လည်းတသားတည်းတည်ရှိနေပါတယ်ရှင်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။